မဟာတက္ကရ103ခုနှစ်ဝါဇူလပြည့်စနေနေ့ဗာရာဏသီပြည်မိဂရာဝံတော်၌ပေစဝဂီ9ဦးအမှုထား၍နတ်မြမာအပေါင်းတို့အားဟောကြားတော်မူအပ်သောဓမ္မစက္ကဩဒနသုတ်တံတရားတော်နမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘိက္ခုနံပေစဝဂီနံဣတိပတနာနာမကေမိဂရာယေဓမ္မဝရံယန္တံနိဗ္ဗာနပါပကံအဟံပတိနာမကေနာမဟာဗျာမေနာယာစိတောသတုတေသံပကသင်္တောလောကနာထောအတိတေယန္တိတံသဗ္ဗဒေဝေဟိသဗ္ဗတံပတ္တိသာရကံသဗ္ဗလောကဟိတထာယဓမ္မစကံဗနာမဟိဧဝံမေတုတံဧကံသမယံဘဂဝါဗာရာဏသီယံဝိရတိဣတိပတနေမိဂရာယေတတရာခောဘဂဝါပေစဝဂီယေဘိက္ခုအာမန္တိတိဒွေမေဘိက္ခဝေအန္တာပပိစိတေနာနာသေဝိတဗာကတမေဒွေယောစာယံကာမေတုကာမတုခံလိကာနုယောကောဟိနောကမ္မောပောထုဇနိကောအနာရိယောနထသံဟိတောယောဇာယံအတ္တကိလမထနုယောကောဒုက္ခောအနာရိယောနထသံဟိတောဣတိခောဘိက္ခဝေဥဘောအန္တိအနုပကမ္မမေဇိမာပฏิပဒါတထာဂတိနအဘိဓမ္ဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပဒမာယဘိညာယသံဘောရာယနိဗ္ဗာနာယသံဝတ္တတိကတမသတာဘိက္ခဝေမိဇိမာပฏิပဒါတထာဂတိနအဘိဓမ္ဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပဒမာယဘိညာယသံဘောရာယနိဗ္ဗာနာယသံဝတ္တတိအယမေဝအရိယောအထင်ကြီးကောမေကောတေယထိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယာမောသမ္မာသတိသမ္မာသမာဓိအယံခောတာဘိက္ခဝေမိဇိမာပฏิပဒါတထာဂတိနအဘိဓမ္ဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပဒမာယအဘိညာယသံဘောရာယနိဗ္ဗာနာယသံဝတ္တတိဣဒံခောပနဘိက္ခဝေဒုက္ခရိယသစ္ဆံဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခောမရဏပိဒုက္ခံအပိယေဟိတံပယောဂောဒုက္ခောပိယေဟိဝိပယောဂောဒုက္ခောယံပိသံနလပတိတံပိဒုက္ခံတံခိတ်တေနပိစုပါဒာနခန္ဓာဒုက္ခဣဒံခောပနဘိက္ခဝေဒုက္ခသမုဒယံအရိယသစ္ဆံ
ယာယံတနဘောနောဘဝိကာနန္ဒီရာဂသဟဂတာတတရတတရဘိနန္တိနိသေယတိတံကာမတနာဘဝတနာဝိဘဝတနာဣဒံကောပနာဘေကဝေဒုက္ခនិရောဓံအရိယသစ္ဆံယောတတယေဝတနာယအတိတဝိရာဂនិရောဓောသာဂောပတိနေတေကောမုဒ္ဒိအနာလယောဣဒံကောပနာဘေကဝေဒုက္ခនិရောဓဂာမိနိပฏิပဒါရိယသစ္ဆံအယမေဝအရိယောထင်ကြီးကောမေကောသေယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယာမောသမ္မာတတိသမ္မာသမာဓိဣဒံဒုက္ခရိယသစ္ဆန္တိမေဘေခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခရိယသစ္ဆံပရိညေယံတိမေဘိက္ခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခအရိယသစ္ဆံပရိညာတံတိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခသမုဒယံအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခသမုဒယရိယသစ္ဆံဘာတပန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခသမုဒယရိယသစ္ဆံပဟိနန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခនិရောဓအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခនិရောဓအရိယသစ္ဆံသစ္စိကာတပန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံဃောပဏိတံဒုက္ခនិရောဓအရိယသစ္ဆံသစ္စိကတံတိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ခုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆန္တိမေဘိက္ခဝေ
ပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိကံကောပဏိတံဒုက္ခនិရောဓဂ ामि နိပฏิပဒါအရိယသစ္စာဘာဝေတပန္တိမေဘိက္ခဝေပုဗ္ဗေအနနုတုတေတုဓမ္မေတုသက္ကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံကောပဏိတံဒုက္ခនិရောဓဂ ामि နိပฏิပဒါအရိယသစ္ဆံဘာဝိတံတိမေဘိက္ခဝေပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိယာဝကိဝေသမေဘိက္ခဝေဣမေတုသတုတုအရိယသစ္စေတုဧဝံတိပရိဝတံဒွါဒတ္တကာရံယထဗုတံညာနာဒတနံနသုဝိတုဒ္ဓအဟောတိနေဝတာဝဟံဘိက္ခဝေတရိဝကေလောကေသမရကေသဗျမကေသသမနဗျမနိယပဇာယသတိဝမနုဿာယအနုတရံသမ္မာတံဘောဓိအဘိဓမ္ဗုဒ္ဓောတိပိစဉ္ညာသေယတောသခောမေဘိက္ခဝေဣမေတုသတုတုအရိယသစ္စေတုဧဝံတိပရိဝတံဒွါဒတ္တကာရံယထဗုတံညာနာဒတနံသူဝိတုဒ္ဓံအဟောတိအထာဟံဘိက္ခဝေတရိဝကေလောကေသမရကေသဗျမကေသတ္တမနဗျမနိယပဇာယသဒေဝမနုဿာယအနုတ္တရံသမ္မာတံဘောဓိအဘိဓမ္ဗုဒ္ဓောတိပိစဉ္ညာသေညာနိသပဏာမေဒတနံဥရပါတိအာဂုပ္ပါမေဝိမု ക്തി အယမန္တိမာဇာတိနတ္ထိဒါနိပုဏ္ဏဘဝတိဣဒမဝောသဘဂဝါအတ္တမနာပိစဝကိယဘိက္ခုဘဂဝတောဘာတိတံဘိနန္ဒုံတိဣမသမိစ္ဆာပဏဝေယကရဏသမိန်ပညာမာနေအာယတမတောကုန္တေညာသာဝိရဇံဝိတမလံဓမ္မစက္ကုံဥဒ္ဓပါတိယံကိစီတမှုရိယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံတိဘောတိတေသပနာဘဂဝတာဓမ္မစက္ကိဘုံမာတေဝသတ္တမနုဿာဝေသောဧတံဘဂဝတာဗာရဏတိယဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနဝကိနစီဝါလောကသမိတိဘုံမာနံဒေဝနံတတံသုဒ္ဓဝါသာတုမဟာရာဇိကဒေဝတတ္တမနုဿာဝေတုံဧတံဘဂဝတဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနဝကိနစီဝါလောကသမိတိသာတုမဟာရာဇိကနံဒေဝနံတတံသုဒ္ဓဝါသာဝရိန္ဒာဒေဝတတ္တမနုဿာဝေတုံဧတံဘဂဝတဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံ
သမณีနာဝါဗျမဏီနာဝါဒေဝေနာဝါမာရိနာဝါဗျမုနာဝါကိနစီဝါလောကသမိန်တိသာဝရိန္ဒနံဒေဝနံတတံသုဒ္ဓဝါယာမဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတ္တဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိယာမနံဒေဝနံတတံသုဒ္ဓဝါတုတိတာဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတ္တဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိဒုတိတနံဒေဝနံတတံသုဒ္ဓဝါနေမနရတိဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတ္တဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိနေမနရတိနံဒေဝနံတတံသုဒ္ဓဝါပရဏိမိတဝတ္တဝတိဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတ္တဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိပရဏိမိတဝတ္တဝတိနံဒေဝနံတတံသုဒ္ဓဝါယမကာယိကာဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတ္တဗာရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတ္တိတံအပတိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနစီဝါလောကသမိန်တိဣတိဟတေနခဏေနတေနလေယေနတေနမုဟုတ်တေနယာဝဗြဟ္မာလောကတတ္တောအပုဂ္ဂိစီအယိသဒတ္တသဟတိလောကဓာတုတံကံပိတံပကံပိတံဘဝေတိအပမနောဇာဥလာရောဩဘာသောလောကေပါတုရဟောတိအတိကံမဒေဝနံဒေဝ ानु ဘဝန္တိအဒါကောဘဂဝါဣမံဥဒါနံဥဒါနေတိအညာတိဝတ္တဘောကွန်တေညောအညာတိဝတ္တဘောကွန်တေညောတိဣတိဟိတံအာယတမတောကွန်တေညတအညာတိကွန်တေညောတွေဝနာမံဟောတိအဒါကောအာယတမအညာတိကွန်တေညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိတဓမ္မောပရိယောကံလဓမ္မောဒိဏဝိစီကိသောဝိကတကတံကထောဝေသာရိဇပတ္တောအပရပေစယောတထုသာသနေဘဂဝန္တံဧတတဝောစာလဗေယဟံဗန္တိဘဂဝါတောတန္တိကေပပိဇံလဗေယံဥပတံပရန္တိဟေဘိက္ခုတိဘဂဝါဩဇာဘဂတောဓမ္မောစရဗျမစရိယံသမ္မာဒုက္ခတအန္တကိရိယာယာတိသာဝ
တတ္တအာယတမတောဥပတံပရာဟောတိတိဓမ္မစကပဝတနာသုတ်တံနေတိတံသတုသေသံသစ္စာ၄ပါးကိုဘဂသင်တော်ပြတော်မူသောလောကနာတော်လူတို့ဤကိုယ်ွယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်သဟံပတိနာမကေနာသဟံပတိအမည်ရှိသောမဟာဗျမိနမြတ်သောဗြဟ္မာမင်းသည်ယာစီတော်တရားဟောစိန်သောငါတောင်းမှအပ်သည်ဖြစ်၍ဣတိပတနာနာမကေဘုရားပိစေကဗုဒ္ဓအရိယာတို့ဤကောင်းကင်မှသက်ရာကောင်းကင်သို့တက်ရာဖြစ်၍ဣတိပတနာအမည်ရှိသောမိဂရာယေသားတို့အားဘေးမဲ့ပေးရာမိဂရာဝုံသားပေါင်းစုံသည့်တောရကုံ၌ပိစဝကိနံ9ယောက်အစုရှိခြင်းကြောင့်ပိစဝကိအမည်ရှိကုန်သောဘေကုဏံကုန္တိညာဝပ္ပါဗတ္တိယမဟာနံအတ္တတိယဟံတို့အားနိဗ္ဗာန်ပါပကံနိဗ္ဗာန်သို့ရောက်စေတတ်သောဓမ္မဝရံမြတ်သောတရားဖြစ်သောယံဓမ္မစကံအကျဉ်ဓမ္မစကြာဒေသနာတော်ကိုအတေတယီဟောတော်မူပြီးသဗ္ဗဒေဝေဟိခတ်သိမ့်ကုန်သောသမုဒိနဥပပတ္တိနဝိသုဒ္ဓိနတို့သည်ဝါခတ်သိမ့်ကုန်သောနတ်မြမာတို့သည်နန္တိတံနှိလိုအပ်သောသဗ္ဗတံပတ္တိတာတကံခတ်သိမ့်သောလောကီလောကုတ္တရာဝိသုပ္ပံတန္တရာစည်းစိမ်ကိုပြီးစေတတ်သောတန်ဓမ္မစကံတို့ဓမ္မစကြာဒေသနာတော်ကိုသဗ္ဗလောကဟိတထာယခတ်သိမ့်သောလောကဤအစီအပွားအကျိုးငါအေအိုအရှင်သူတော်ကောင်းတို့မယာငါတို့သည်ခဏမှာရွတ်ကြကုန်အံခန္ဒီကတ္တပအရှင်မဟာကတ္တပဣဒံသုတ်တံဤဓမ္မစကဘဝတနာသုတ်ကိုမေမယအကျွန်ုပ်အာနန္ဒာထေသည်ဘဂဝတောမြတ်စွာဘုရားဤတမ္မုခမျက်မှောက်တော်မှာဧဝံဤသို့သူတံကြားလိုက်ရ၏ဧကံတဘာသောသမယံခန္၌ဘဂဝါမြတ်စွာဘုရားသည်ဗာရာဏသီယံဗာရာဏသီပြည်၌ဣတိပတ္တနေဣတိပတ္တနာအမည်ရှိသောမိဂရာယေမိဂရာဝုံတို့၌ဝိဟရတိနေတော်မူ၏တတရာကောထိုဣတိပတ္တနာမိဂရာဝုံတို့ဝယ်နေတော်မူသောအခါ၌ဘဂဝါမြတ်စွာဘုရားသခင်သည်ပေစဝဂ္ဂိယေပေစဝဂ္ဂိအမည်ရှိကုန်သောဘိက္ခုယဟန်တို့ကိုအာမန္တေတိမိန်တော်မူ၏ဘိက္ခဝေယဟန်တို့ပါပိစိတေနာယဟန်ဖြစ်တော်သူသည်တွေနှစ်ပါးကုန်သောဣမေအန္တာဤအယုတ်တရားအစုတို့ကိုနသေဝိတ္တဗမမီဝဲအကုန်တွေအန္တာယဟန်တို့မမီဝဲအကုန်သောအယုတ်တရားနှစ်ပါးအစုတို့သည်ကတမေအဘေတိတို့နီဟိနောယုတ်သောကမ္မောရွာသူတို့ဤဥစ္စာဖြစ်သောဘောထုဇဏီကောပုထုဇဉ်တို့ဤအလေးအကျက်ဖြစ်သောအနရိယောအရိယာတို့ဤဥစ္စာမဟုတ်သောအနတ္တတန်ဤသောစီးပွားချမ်းသာဖြစ်ကြောင်းနှင့်မဆက်သောကာမေတုတေကုမကတရားတိဟုသောဝတ္ထုကာမတို့၌ကာမတုခံလိကာနုယောကိုသန္ဒရာဂတိဟုသောကိလေသာကာမနှင့်ရှင်သောချမ်းသာကိုအဖန်တလဲလဲခံစားခြင်းဟုဆိုအပ်သောယောဇာယံယောဇာအယံအန္တောအကျဉ်အစုသည်၎င်းဒုံခောဆုညောင်းကိုမှီ၍အိတ်ချင်းစသည်ဖြင့်ဆင်းရဲကိုဆောင်တတ်သောအနာရိယောအရိယာမဟုတ်သောတိဋ္ဌိတို့၏ဥစ္စာဖြစ်သော
အနတ္ထတံဟိတောစီးပွားချမ်းသာဖြစ်ကြောင်းနှင့်မဆက်သောအတ္တကိလမထနုယောကိုမိမိကိုဤပင်ပန်းခြင်းကိုအဖန်တလဲလဲဖြစ်စေတတ်သောယောစာယံယောစာအယံအန္တောအကျဉ်စုသည်၎င်းတွေအန္တာအယုတ်တရားနှစ်ပါးအစုမိကုန်၏ဘေကဝေယံတို့ဣတိကောဥဘောအန္တိထိုကာမဒုက္ခလိကာနုယောဂအတ္တကိလမထာနုယောဂဟူသောအယုတ်တရားနှစ်ပါးအစုတို့ကိုအနုပကမ္မမကမူ၍တထာဂတိနာငါဖယားသည်အဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိတော်မူအပ်သောသက္ကုကရဏီသစ္စာလေးပါးကိုမြင်တတ်သောပညာမျက်စိကိုပြုတတ်သောညာနာကရဏီသစ္စာလေးပါးကိုသိခြင်းကိုပြုတတ်သောမေဇီမာကာမတုကံလိကာနုယောဂသတ္တတဒိဋ္ဌိဟူသောတခုသောအစုအတ္တကိလမထာနုယောဂဥစ္စေရဒိဋ္ဌိဟူသောတခုသောအစု၏အလယ်၌ဖြစ်သောပฏิပဒါဝုစင်းရမထွတ်မြောက်ခြင်းကိုအလိုရှိသောသူတို့သည်ကျင့်အပ်သောအကျင့်သည်ဥပဒမာယာကိလေသာငြိမ်းခြင်းသည်ဟူသောသဥပါရိသေသနိဗ္ဗာန်အကျိုးငါအဘိညာယသစ္စာလေးပါးကိုထူးသောဉာဏ်ဖြင့်သိခြင်းငါသမောဒာယသစ္စာလေးပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနယအနုပါတိသေသနိဗ္ဗာန်အကျိုးငါတံဝတ္တိဖြစ်၏ဘေကဝေယဟန်တို့တထာဂတိနငါဖယားသည်အဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိတော်မူအပ်သောသက္ကုကရဏီသစ္စာလေးပါးကိုမြင်တတ်သောပညာမျက်စိကိုပြုတတ်သောညာနာကရဏီသစ္စာလေးပါးကိုသိခြင်းကိုပြုတတ်သောယာမစ္စည်းမာပฏิပဒါအကျဉ်အလတ်ဖြစ်သောအကျင့်သည်ဥပဒမာယာကိလေသာငြိမ်းခြင်းဒီဟူသောသာဥပါရိသေသနိဗ္ဗာန်အကျိုးငါအဘိညာယသစ္စာလေးပါးကိုထူးသောဉာဏ်ဖြင့်သိခြင်းငါသံဘောဓာယသစ္စာလေးပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနယအနုပါတိသေသနိဗ္ဗာန်အကျိုးငါသံဝတ္တိဖြစ်၏သာမစ္စည်းမာပฏิပဒါထိုအလတ်ပြည့်သောအကျင့်သည်ကတမစအဘယ်နည်းအရိယောမြတ်သောအထင်ကြီးကောအင်္ဂါ၈ပါးနှင့်ပြည့်စုံသောအယမေဝမေကောဤမဲ့လျင်သည်ဣဒံမဂင်္ဂံဤမဂင်သည်သေတကတမအဘယ်နည်းသမ္မာဒိဋ္ဌိကောင်းစွာမြင်ခြင်းသမ္မာသင်္ကပ္ပကောင်းစွာကြံခြင်းသမ္မာဝါစာကောင်းစွာဆိုခြင်းသမ္မာကမ္မန္တောကောင်းစွာပြုခြင်းသမ္မာအာဇီဝကောင်းစွာအသက်မွေးခြင်းသမ္မာဝါယာမောကောင်းစွာအားထုတ်ခြင်းသမ္မာတတိကောင်းစွာအောက်မေ့ခြင်းသမ္မာသမာဓိကောင်းစွာတည်ကြည်ခြင်းဣဒံဓမ္မဇာတံဤ၈ပါးသောသဘောတရားသည်မဂ္ဂင်ကံမဂ္ဂင်မြည်၏ဘေကဝေယဟန်တို့တထာဂတိနငါဖယားသည်အဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိအပ်သောသက္ကုကရဏီသစ္စာလေးပါးကိုမြင်တတ်သောပညာမျက်စိကိုပြုတတ်သောညာနာကရဏီသစ္စာလေးပါးကိုသိခြင်းကိုပြုတတ်သောအယံခောတာမစ္စည်းမာပฏิပဒါဤမဂ္ဂင်၈ပါးတည်းဟူသောအလတ်ဖြစ်သောအကျင့်သည်ဥပါဒမာယာကိလေသာငြိမ်းခြင်းတည်းဟူသောသဥပါရိသေသနိဗ္ဗာန်အကျိုးငါအဘိညာယသစ္စာလေးပါးကိုထူးသောဉာဏ်ဖြင့်သိခြင်းငါသံဘောဓာယသစ္စာလေးပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနယအနုပါတိသေသနိဗ္ဗာန်အကျိုးငါသံဝတ္တိဖြစ်၏ဘေကဝေယဟန်တို့ဇာတိပိပဋိသန္ဓေနေရာချင်းသည်လည်းဒုက္ခဆင်းရဲခြင်း၏အကြောင်းဖြစ်၏
ရာပိဆိုးရွာဟောင်းမြင်အိုမင်းရင်ရောရာခြင်းသည်လေဒုက္ခဆင်းရဲခြင်း၏အကြောင်းဖြစ်၏ဗျာရိပိဖြာနာရာခြင်းသည်လေဒုက္ခဆင်းရဲခြင်း၏အကြောင်းဖြစ်၏မရဏံပိသေရခြင်းသည်လေဒုက္ခံဆင်းရဲခြင်း၏အကြောင်းဖြစ်၏အပိယေဟိမချစ်မနစ်လိုအပ်သောတတ္တဝသင်္ခါရတို့နှင့်တံပယောကိုအတုတကဝပေါင်းရှင်ရခြင်းသည်လေဒုက္ခဆင်းရဲ၏ပိယေဟိချစ်နစ်လိုအပ်သောတတ္တဝသင်္ခါရတို့နှင့်ဝိပယောကိုကိုယ်ကွင်းကင်းကွာရှဲခွာဖဲခြင်းမပေါင်းရှင်ရခြင်းသည်လေဒုက္ခဆင်းရဲ၏ယံပိစံအကျင့်ပဋိသန္ဓေနေရာချင်းစသောသဘောတရားငါအာမဖြစ်ပါမူကကောင်းလေစွာစသည်ဖြင့်တောင်းတခြင်းကိုနာလဘတိမယတံပိထိုတောင်းတတိုင်းမယခြင်းသည်လေဒုက္ခံဆင်းရဲ၏သံခိတ်တေနအကျဉ်းအပြင်ပင်စ၅ပါးကုန်သောဥပါဒာနှင့်ခန္ဓာပြီးဥပါဒံဤအာယုံဖြစ်သောခန္ဓာတို့သည်လေဒုက္ခဆင်းရဲကုန်၏ဣဒံကောပနာဓမ္မဇာတံဤဇာတိစာရှိသောတရားသည်ဒုက္ခံဒုက္ခဖြစ်သောအရိယသစ္စံအရိယာတို့သည်သိအပ်သောသစ္စာမြည်၏ဘိက္ခဝေယံတို့ယာယံတဏအကျဉ်လောဘသည်ဘောနောဘဝိကာတဖံဘဝတိကိုဖြစ်စေတတ်သောအလေးရှိ၏နန္ဒီရာဂသာကတံနှစ်သက်ချင်းတချင်းဖြစ်၍ဖြစ်၏တတရာထိုကိုဤအဖြစ်ထိုအာယုန်၌အဘိနန္ဒီနီအလွန်နှစ်သက်တတ်၏ဣဒံဧတာတနာဣတနာတိတေယကတမဘေနိကာမတဏရူပယုံစာသောဝတ္ထုကာမကိုတတ်တတ်သောတဏ၎င်းဘဝတဏသတ္တတာဒိဋ္ဌိနှင့်တကဝဖြစ်သောတဏ၎င်းဝိဘဝတဏဥစ္စေတာဒိဋ္ဌိနှင့်တကဝဖြစ်သောတဏ၎င်းဣဒံခောပနာဓမ္မဇာတံဤတဏဟူသောသဘောတရားသည်ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းဖြစ်သောအရိယသစ္စံအရိယာတို့သည်သိအပ်သောသစ္စာမြည်၏ဘိက္ခဝေယဟန်တို့တတ္တယေဝတဏှာယထိုကာမတဏှာစသည်ဖြင့်ဝေပံအပ်သောလောဘဤသာလျင်ယောအတေတဝိရာဂနိရောဓောအကျဉ်အကျွင်းမဲ့တချင်းကင်းရာချုပ်ရဖြစ်သောနိဗ္ဗာန်သည်ယောဇာကိုအကျဉ်စွန့်ရဖြစ်သောနိဗ္ဗာန်သည်ယောပတိနိဒကိုအကျဉ်ဝေးစွာစွန့်ရဖြစ်သောနိဗ္ဗာန်သည်ယာမုတ်တိအကျဉ်လွတ်ရဖြစ်သောနိဗ္ဗာန်သည်ယောအနာလယောအကျဉ်ကန့်ညီခြင်းကင်းရာဖြစ်သောနိဗ္ဗာန်သည်အဋ္ဌိရှိ၏ဣဒံကောပနာဓမ္မဇာတံဤနိဗ္ဗာန်ဟူသောသဘောတရားသည်ဒုက္ခនិရောဓံဒုက္ခဤချုပ်ရဖြစ်သောအရိယသေစံအရိယာတို့သည်သိအပ်သောသစ္စာမြည်၏ဘိက္ခဝေယဟန်တို့အရိယောမြတ်သောအယမေဝမေကောဤမက်တိလယံအထင်ကြီးကောအင်္ဂါ၈ပါးနှင့်ပြည့်စုံ၏ဣဒံမဂင်ကံဤမဂင်သည်တေယထကတမအဘေနိသမ္မာဒိဋ္ဌိကောင်းစွာမြင်ခြင်းသမ္မာသင်္ကပ္ပကောင်းစွာကြံခြင်းသမ္မာဝါစာကောင်းစွာဆိုခြင်းသမ္မာကမ္မန္တောကောင်းစွာပြုခြင်းသမ္မာအာဇီဝကောင်းစွာသမွေးခြင်းသမ္မာဝါယာမောကောင်းစွာအားထုတ်ခြင်းသမ္မာတတိကောင်းစွာအောက်မေ့ခြင်းသမ္မာသမာဓိကောင်းစွာတည်ကြည်ခြင်းဣဒံကောပနာဓမ္မဇာတံဤမဂ္ဂင်၈ပါးတရားသည်လည်းယံဒုက္ခនិရောဓဂာမိနိပฏิပဒါဒုက္ခဤချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသေစံအရိယာတို့သည်သိအပ်သောသစ္စာမြည်၏ဘိက္ခဝေယံတို့ဣဒံဤတနာကျင်သောတေဗုမကတရားသည်ဒ
ဒုက္ခံဒုက္ခဖြစ်သောအရိယသစ္စာအရိယသစ္စာမိဣတိသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံဒုက္ခသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏံဒုက္ခသစ္စာကိုသိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာဇာတိဒုက္ခစသည်ကိုအပြားအဖြင့်သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဝိဇ္ဇာဒုက္ခသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏အလောကောဒုက္ခသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်အလင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘေကဝေယဟန်တို့တံခောပဏိတံဒုက္ခရိယသစ္စာထိုဒုက္ခဖြစ်သောအရိယသစ္စာကိုပရိညေယံဣတရားကဒုက္ခတိဤဒုက္ခကဤမြသာတိဤထက်အလွန်ဤမှအောက်အယုတ်မရှိဟုထဝန်းကျင်မှပိုင်းခြား၍သိရ၏ဣတိသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံဒုက္ခသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏံဒုက္ခသစ္စာကိုသိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာဇာတိဒုက္ခစသည်ကိုအပြားအဖြင့်သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဝိဇ္ဇာဒုက္ခသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏အလောကောဒုက္ခသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘေကဝေယဟန်တို့တံခောပဏိတံဒုက္ခအရိယသစ္စာထိုဒုက္ခဖြစ်သောအရိယသစ္စာကိုပရိညာတံဤတရားကဒုက္ခတိဤဒုက္ခကဤမြသာတိဤထက်အလွန်ဤမှအောက်အယုတ်မရှိဟုထဝန်းကျင်မှပိုင်းခြား၍သိရပြီဣတိသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံဒုက္ခသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏံဒုက္ခသစ္စာကိုသိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာဇာတိဒုက္ခစသည်ကိုအပြားအဖြင့်သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဝိဇ္ဇာဒုက္ခသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏အလောကောဒုက္ခသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘေကဝေယဟန်တို့ဣဒံဤတဏဟုသောလောဘသည်ဒုက္ခသမုဒယံဒုက္ခဤအကြောင်းဖြစ်သောအရိယသစ္စာအရိယသစ္စာမြည်၏ဣတိသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံသမုဒယသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏံသမုဒယသစ္စာကိုသိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာတရားကိုအဖြင့်တပါအချင်းအရာအဖြင့်ကာမတဏဘဝတဏဝိဘဝတဏဟူ၍သုံးပါရူပတဏသတ္တတဏကန္ဓာတဏရတတဏพุทธဘာတဏဓမ္မတဏဟူ၍အာယုံအဖြင့်18ပါးဣဇဒဗဟိတတန္တအဖြင့်36ပါး
အတိတ်အနာဂတ်ပိစုပန်ကာလ၃ပါးအပြင်တရား၈ပါးရှိ၏ဟုအပြာအပြင်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာသမုဒယသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောသမုဒယသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတည်းဟူသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘိကဝေယဟနုတံခောပဏိတံဒုက္ခသမုဒယံရိယသစ္ဆံထိုဒုက္ခဤအကြောင်းဖြစ်သောအရိယသစ္စာကိုပဟာတဗံဒိဋ္ဌိဝိသိကိစ္စသံပယုတ်ကိုသောတာပတ္တိမဲ့ဖြင့်ကာမရာဂကိုအနာဂါမိမဲ့ဖြင့်ရူပရာဂအရူပရာဂကိုအရဟတမဲ့ဖြင့်ပေအပ်၏ဣတိဤသို့မေမယငါဘယသည်ပုပ္ပေဘယဖြစ်သည်မှရှိ၌အနန္တုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံသမုဒယသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံသမုဒယသစ္စာကိုသိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ပညာတရားကိုအပြင်တပါအချင်းအရာအပြင်ကာမတဏဘဝတဏဝိဘဝတဏဟု၍၃ပါးရူပတဏသတ္တတဏကန္ဓာတဏရတတဏဖုဋ္ဌဘာတဏဓမ္မတဏဟု၍အာယုံအဖြစ်18ပါးဣဇဒဗဟိတတဏအပြင်36ပါးအတိတ်နာဂပိစုပန်ကာလ၃ပါးအပြင်တရား၈ပါးရှိ၏ဟုအပြာအပြင်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာသမုဒယသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောသမုဒယသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတည်းဟူသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘိကဝေယံနုတံခောပဏိတံဒုက္ခသမုဒယရိယသစ္ဆံထိုဒုက္ခ၏အကြောင်းဖြစ်သောအရိယသစ္စာကိုပဟိနံမလေးပါးဖြင့်အကျွမ်းမဲ့ပယ်အပ်ပြီဣတိသို့မေမယငါဖယားသည်ပုပ္ပေဘယဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံသမုဒယသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံသမုဒယသစ္စာကိုသိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ပညာတရားကိုအပြင်တပါအချင်းရာအပြင်ကာမတဏဘဝတဏဝိဘဝတဏဟု၍၃ပါးရူပတဏသတ္တတဏကန္ဓာတဏရတတဏဖုဋ္ဌဘာတဏဓမ္မတဏဟု၍အာယုံအဖြစ်18ပါးဣဇဒဗဟိတတန္တံအပြင်36ပါးအတိတ်အနာဂတ်ပိစုပန်ကာလ၃ပါးအပြင်တရား၈ပါးရှိ၏ဟုအပြာအပြင်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာသမုဒယသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောသမုဒယသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတည်းဟူသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘိကဝေယံတို့ဣဒံဤနိဗ္ဗာန်သည်ဒုက္ခនិရောဓံဒုက္ခဤချုပ်ရာဖြစ်သောအရိယသစ္ဆံအရိယသစ္စာမိဣတိသို့မေမယငါဖယားသည်ပုပ္ပေဘယဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံនិရောဓသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံនិရောဓသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏ပညာတရားကိုအပြင်တပါသဥပါရိသေသအနုပါရိသေသအပြင်2ပါး
သုံးညတာအနိမိတ်တာအပနိဟိတာအပြင် ၃ ပါးရှိ၏ဟုအပြားအပြင်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာနိရောဓသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောနိရောဓသစ္စာကိုဖုံးလွှမ်းတတ်သောမောဟဒီဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယဟနုတံခောပဏိတံဒုက္ခនិရောဓရိယသစ္စာထိုဒုက္ခဤချုပ်ရပြသောရိယသစ္စာကိုသစ္စိကာတပံမဉ္ဇဉ်ပူဉ္ဇဉ်ပိစဝကနာဉာဏ်ဖြင့်မျက်မှောက်ပြုအပ်၏ဣတိသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မရှိ၌အနာနုတုတေသူမကြားစပုကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံនិရောဓသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံនិရောဓသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏ပညာတရားကိုအဖြင့်တပါးသဥပါတိသေတာအနုပါတိသေတာအဖြင့်နှစ်ပါးသုံးညတာအနိမိတ်တာအပနိဣတာအဖြင့် ၃ ပါးရှိဟုအပြားအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာနိရောဓသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောနိရောဓသစ္စာကိုဖုံးလွှမ်းတတ်သောမောဟဒီဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယဟနုတံခောပဏိတံဒုက္ခនិရောဓရိယသစ္စာထိုဒုက္ခဤချုပ်ရဖြစ်သောရိယသစ္စာကိုသစ္စိကတံမဉ္ဇဉ်ပူဉ္ဇဉ်ပိစဝကနာဉာဏ်ဖြင့်မျက်မှောက်ပြုအပ်ပြီဣတိသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မရှိ၌အနာနုတုတေသူမကြားစပုကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံនិရောဓသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏံនិရောဓသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏ပညာတရားကိုအဖြင့်တပါးသဥပါရိသေတာအနုပါရိသေတာအဖြင့်နှစ်ပါးသုံးညတာအနိမိတ်တာအပနိဟိတာအဖြင့် ၃ ပါးရှိ၏ဟုအပြားအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာနိရောဓသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောနိရောဓသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယံတို့ဣဒံဤမဂ္ဂင်၈ပါးသည်ဒုက္ခនិရောဓဂာမိနိပฏิပဒာဒုက္ခဤချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာအရိယသစ္စာမိဣတိသို့မေမယငါဖယားသည်ပုပ္ပေဖယားဖြစ်သည်မရှိ၌အနာနုတုတေသူမကြားစပုကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံမေဃသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ညာဏမေဃသစ္စာကိုသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ပညာသမ္မာဒိဋ္ဌိစသည်ကိုအပြားအပြင်သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဝိဇ္ဇာမေဃသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏အလောကောမေဃသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘေကဝေယဟနုတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာထိုဒုက္ခဤချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာကိုဘာဝေတပံပွားစေအပ်၏ဣတိသို့မေမယငါဖယားသည်ပ
ပုပ္ပေဘုရားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံမေဃသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏမေဃသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏ပညာသမ္မာဒိဋ္ဌိစသည်ကိုအပြားအဖြင့်သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာမေဃသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောမေဃသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယံနုတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါရိယသစ္ဆံထိုဒုက္ခဤချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျဉ်ဖြစ်သောရိယသစ္စာကိုဘာဝိတံပွားစေအပ်ပြီဣတိသို့မေမယငါဖရာသည်ပုပ္ပေဘုရားဖြစ်သည်မှရှိ၌အနာနုတုတေသူမကြားစဘူးကုန်သောဓမ္မေသူသစ္စာတရားတို့၌စက္ကုံမေဃသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရပါတိထင်ရှားဖြစ်၏ညာဏမေဃသစ္စာကိုသိတတ်သောဉာဏ်သည်ဥရပါတိထင်ရှားဖြစ်၏ပညာသမ္မာဒိဋ္ဌိစသည်ကိုအပြားအပြင်းသိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏ဝိဇ္ဇာမေဃသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥရပါတိထင်ရှားဖြစ်၏အလောကောမေဃသစ္စာကိုဖုံးလွှမ်းတတ်သောမောဟတိဟုသောအမိုက်တိုက်ကိုဖြည့်စည်းတတ်သောပညာအယောင်လင်းသည်ဥရပါတိထင်ရှားဖြစ်၏ဘေကဝေယဟန်တို့ယာဝါကိဝိသယတကံကာလအကျဉ်မြတ်လောက်သောကာလပါလုံးဣမေတုသတုသူရိယသစ္စေတုဤသစ္စာလေးပါးတို့၌ဧဝံဤသို့တိပရိဝတ္တံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အပြင်သုံးပါးသောအပြန်ရှိသောဒွါဒတကာရံသုံးပါးလေးလီဖြစ်၍12ပါးသောအချင်းအရာရှိသောယထာဘုဒ္ဓံဟုတ်မှန်တိုင်းဖြစ်သောညာနာတတနံဉာဏ်မြင်သည်မေငါအားသူဝိတုံတံအလွန်တန်ရှင်းကြည်လင်စင်ကြယ်သည်နာဟောတိမဖြစ်သည်ဘေကဝေယဟန်တို့တာဝတတကံကာလံထိုဉာဏ်အမြင်မစင်ကြယ်သည်သမျှကာလပါလုံးအဟံငါဘုရားသည်တတေဝကိကာမဝဆရနတ်ပြည်ငါးထပ်နှင့်တကဝသောသမရကေဝတဝတိနတ်ပြည်နှင့်တကဝသောသဗျမကေမြမပြည်နှင့်တကဝသောလောကေဩကာသလောက၌အသမဏမြမဏိယယဟံပုံနာနှင့်တကဝသောအတေဝမနုဿာယသမုဒိနာတိဟုသောမင်းကျွင်းသောလူနှင့်တကဝဖြစ်သောပဇာယတတ္တလောက၌အနုတ္တရံအတုမရှိသောသမတံဘောဓိအရဟတမဉံသဗ္ဗညုတဉာဏ်ကိုအဘိဓမ္ဗုဒ္ဓောတိထိုးထွင်း၍သိပြီဟု၍နေဝပစ္စညာသိဝန်ခံတော်မမူသည်ဘေကဝေယဟန်တို့ယတောသခောယရာကာလေအကျဉ်ခါ၌ကာဣမေတုသတုသူရိယသစ္စေတုဤသစ္စာလေးပါးတို့၌ဧဝံဤသို့တိပရိဝတံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အပြင်သုံးပါးသောအပြန်ရှိသောဒွါဒတကာရံသုံးပါးလေးလီဖြစ်၍12ပါးသောအချင်းရာရှိသောယထာဘုဒ္ဓံဟုတ်မှန်တိုင်းဖြစ်သောညာနာတတနံဉာဏ်မြင်သည်မေငါအားသူဝိတုဒံလွန်တန်ရှင်းကြည်လင်စင်ကြယ်သည်အဟောတိဖြစ်၏ဘေကဝေယဟန်တို့အထတတမိန်ကာလေထိုဉာဏ်အမြင်စင်ကြယ်စွာဖြစ်သောအခါ၌ဟံငါဘုရားသည်တတေဝကေကာမဝဒရနတ်ပြည်ငါးထပ်နှင့်တကဝသောသ
သမရကေဝတဝတိနတ်ပြည်နှင့်တကဝသောသဗျမကေဗျမပြည်နှင့်တကဝသောလောကေဩကသလောက၌သတ္တမနဗျမနိယယဟံပုံနာနှင့်တကဝသောသတေဝမနုဿာယသမုဒိနတိဟုသောမင်းကျွင်းသောလူနှင့်တကဝဖြစ်သောဖဇာယတတ္တလောက၌အနုတ္တရံတုမရှိသောသမ္မာသမ္ဗောဓိအရဟတမေဉ္ဇံသဗ္ဗညုတဉ္ဇံကိုအဘိဓမ္ဗုဒ္ဓောတိထိုးထွင်း၍သိပြီဟု၍ပိစဉ္ညာသိဝန်ခံတော်မူပြီငေငါအာညာနိစ္စပဏ္ဏတသေနံပိစဝကနာဉာဏ်အမြင်သည်ဥရပါရိထင်ရှားဖြစ်ပြီငေငါဤစေတောဝိမု ക്തി အရဟတဘူဉာဏ်ကိုအကုပ္ပါဆန်းကျင်ဘက်တရားတို့သည်မဖြစ်စီအားအယံဤကိုဤရဖြစ်သည်အန္တိမအဆုံးစွန်ဖြစ်သောဇာတိအဖြစ်သည်ဣဒာနိယခုအခါ၌ပုဏ္ဏဘဝတဖန်ဘဝသင်၌ဖြစ်ခြင်းသည်နတ္ထိမရှိပြီဣတိညာဏတသနံဤသို့သောပိစဝကနာဉာဏ်အမြင်သည်ဥရပါတိထင်ရှားဖြစ်ပြီဘဂဝါမြတ်စွာဘုရားသည်ဣဒံဝဆနံဤထွေးမေဘိက္ခဝေစသောစကားတော်ကိုအဝဆမိန့်တော်မူ၏ပိစဝဂိယပိစဝဂိအမည်ရှိကုန်သောဘိက္ခုယဟန်တော်တို့သည်အတ္တမနာနှစ်လိုဝမ်းမြောက်ကုန်သည်ဖြစ်၍ဘဂဝတောမြတ်စွာဘုရား၏ပါတိတံဟောကြားတော်မူအပ်သောတရားတော်ကိုအဘိနန္ဒုံသာတုသာတုဟုယုတိစွာဥဖြင့်ခံကုန်၏ဣမသမိစ္ဆာပဏဝေယကရဏသမိဤဂါထာမပက်သက်သက်သောအမေဖြစ်ဖြစ်သောဗျာကရုံကိုဘိညမာနေဟောတော်မူအပ်သည်ရှိသောအာယတမတော်ရှိသောသက်တော်ရှိသောကုန္တိညတကုန္တိညထီအားဝိရဇံအပေသို့လာစေတတ်သောယာကအစရှိသောမြူမကင်းသောဝိဒမလံအကျွင်းမရှိဒိဋ္ဌိဝိသိကိစ္စကိုပယ်သဖြင့်ကင်းသောအငြိအကျေးရှိသောဓမ္မစကုံသစ္စာ၄ပါးတရားကိုမြင်တတ်သောသောတာပတ္တိမဉ္ဇဉ်ဒီဟုသောမျက်စိသည်ဥဒ္ဓပါတိထင်ရှားဖြစ်၏ယံကိစီအလုံးစုံသောတေဝမကတရားသည်သမုဒယဓမ္မံဖြစ်ခြင်းသဘောရှိတန်တပံတို့ဖြစ်ခြင်းသဘောရှိသောတရားဟုသမျှသည်နိရောဓဓမ္မံချုပ်ခြင်းသဘောရှိဣတိဤသို့ဥဒ္ဓပါတိထင်ရှားဖြစ်၏ဘဂဝတံမြတ်စွာဘုရားသည်ဓမ္မစက္ကေဓမ္မစကြာတရားတော်ကိုဘောဓိတေဇာပဏဟောတော်မူအပ်သည်ရှိသောကဘူမာဒေဝဘုံမစုနတ်တို့သည်တတံကောင်းချီးပေသောအတန်ကိုနှုတ်သာဝေသုံးတပြိုင်နက်ကြွေးကြော်ကုန်၏ကေယနုသာဝေသုံးအဘယ်သို့ကြွေးကြော်ကုန်သနည်းဘဂဝတံမြတ်စွာဘုရားသည်ဗာရာဏသီယံဗာရာဏသီပြည်၌ဣတိပတ္တနေဣတိပတ္တနာအမည်ရှိသောမိဂရာယေမိဂရာဝံတော်၌လောကသမိန်လောက၌ကေနစီသမဏေနာဝတစုံတယောက်သောယဟန်သည်၎င်းကေနစီပြမဏေနာဝတစုံတယောက်သောပုံနာသည်၎င်းကေနစီဒေဝေနာဝတစုံတယောက်သောနတ်သည်၎င်းကေနစီမာရေနဝတစုံတယောက်သောမန်သည်၎င်းကေနစီဗျမုနာဝတစုံတယောက်သောဗျမသည်၎င်းအပတိဝတိယံမတားမြင်နိုင်မဟောနိုင်သောအနုတ္တရတုမရှိသောဧတံဓမ္မစကံဤဓမ္မစကြာတရားတော်ကိုဘောဓိတံဟောတော်မူအပ်ပြီဣတိသောအနုတ္တဝေသုံးတပြိုင်နက်ကြွေးကြော်ကုန်၏ဘူမာနံဒေဝနံဘုံမစုနတ်တို့၏
တတံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍သာဓုမဟာရာဇိကာဒေဝသာဓုမရေနတ်တို့သည်တတံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏သာဓုမဟာရာဇိကာနံဒေဝနံသာဓုမရေနတ်တို့၏တတံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ဒါဝရိန္ဒာဒေဝဒါဝရိန္ဒာနတ်တို့သည်တတံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ဒါဝရိန္ဒာနံဒေဝနံဒါဝရိန္ဒာနတ်တို့၏တတံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ယာမဒေဝယာမနတ်တို့သည်တတံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ယာမနံဒေဝနံယာမနတ်တို့၏တတံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ဒုတိတာဒေဝဒုတိတာနတ်တို့သည်တတံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ဒုတိတာနံဒေဝနံဒုတိတာနတ်တို့၏တတံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍နေမနရတိဒေဝနေမနရတိနတ်တို့သည်တတံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏နေမနရတိနံဒေဝနံနေမနရတိနတ်တို့၏တတံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ပရဏိမိတာဝတဝတိဒေဝပရဏိမိတာဝတဝတိနတ်တို့သည်တတံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ပရဏိမိတာဝတဝတိနံဒေဝနံပရဏိမိတာဝတဝတိနတ်တို့၏တတံကောင်းချီးပေသောအတန်ကိုသုတ္တဝါကြားကုန်၍ဗျာမကာယိကာဗျာမပြည်၌ဖြစ်ကုန်သောဒေဝဗျာမတို့သည်တတံကောင်းချီးပေသောအတန်ကိုအနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ကေအနုဿဝေသုံးအဘယ်သို့ကြွေးကြော်ကုန်သနည်းဘဂဝတာမြတ်စွာဘုရားသည်ဗာရာဏသီယံဗာရာဏသီပြည်၌ဣတိပတနေဣတိပတနာအမည်ရှိသောမိဂရာယေမိဂရာဝံတော်၌လောကသမိန်လောက၌ကေနစီတစုံတယောက်သောသမဏေနဝယဟန်သည်၎င်းဗျမဏေနဝပုဏ္ဏသည်၎င်းဒေဝေနဝနတ်သည်၎င်းမာရေနဝမန်သည်၎င်းဗျမုနာဝဗျမသည်၎င်းအပတိဝတိယံမတမြင်နိုင်မဟောနိုင်သောအနုတ္တရံအတုမရှိသောဣတံဓမ္မစကံဤဓမ္မစကြာတရားတော်ကိုပောတိတံဟောတော်မူအပ်ပြီဣတိသို့အနုဿဝေသုံးအဆင့်ကြွေးကြော်ကုန်၏ဒေနခဏေနထိုကနာဖြင့်ဒေနလယေနထိုလယဖြင့်ဒေနမုဟုတ်ဒေနထိုမုဟုတ်ဖြင့်ယာဝဗျမလောကအထက်အာဂနိဋ္ဌဗျမပြည်တိုင်အောင်တတ်တော်ကြော်စောသောအတန်သည်အပုဂ္ဂစ္စတိနှံ့၍တက်၏အယိသဓာတသဟတိလောကဓာတုဤတသောင်းသောလောကရစကြဝဠာသည်လေတံကံပိသက်၍လှုပ်၏တံပကံပိတက်၍လှုပ်၏တံပဝေတိထိုမဤမအေးရင်ကဲ့သို့လှုပ်၏အပမနောအတိုင်းအရှိမရှိသောဥလာတော်ပြန်ပြောသောဟောပါသောစာဒေသနာဉာဏ်ကြောင့်ဖြစ်သောအယောင်လင်းသည်လေလောကေလောက၌ဒေဝနံနတ်မြမတို့၏ဒေဝ ानु ဘာဝံနတ်မြမတို့၏အာနုဘောကိုအတိတ်ကမ္မသာလွန်၍ဘာတုရဟောတိထင်ရှားဖြစ်၏အထဒုက္ခ၌ဘဂဝါမြတ်စွာဘုရားသည်ဥဒါနံဝမ်းမြောက်သောစကားကိုဥဒါနေသည်တသောင်းတိုက်သားကြားသိအောင်မြတ်ဆိုတော်မူ၏
ကိဥရာနေသည်အဘယ်သို့မျက်ဆိုတော်မူကုန်သနည်းဘောအိုယဟန်တို့ကွန်းတေညောကွန်းတေညသည်ဝတ္တစင်စစ်အညာတိသစ္စာလေးပါးကိုသိလေပြီဘောအိုယဟန်တို့ကွန်းတေညောကွန်းတေညသည်ဝတ္တစင်စစ်အညာတိသစ္စာလေးပါးကိုသိလေပြီဣတိသောဥဒ္ဒနေသည်မျက်ဆိုတော်မူ၏ဣတိဟိဣတိဧဝဤသို့ဥဒံပြုတော်မူသောကြောင့်သာလည်းယံအာယတမတောကွန်းတင်ညတာအရှင်ကွန်းတင်ညအားအညာတိကွန်းတင်ညောတွေဝအညာတိကွန်းတင်ညဟူ၍သာလည်းယံဣဒံနာမဤအမိသည်အဟောတိဖြစ်၏အထာကောထိုသောတာပန်ဖြစ်ပြီးသောအခါ၌အာယတမအညာတိကွန်းတင်ညောအရှင်အညာတိကွန်းတင်ညသည်ဒိဋ္ဌဓမ္မောမြတ်ပြီးသောသစ္စာတရားရှိသည်ဖြစ်၍ဗဒ္ဒဓမ္မောရောက်ဝပြီးသောသစ္စာတရားရှိသည်ဖြစ်၍ဝိတိတဓမ္မောသိအပ်ပြီးသောသစ္စာတရားရှိသည်ဖြစ်၍ပရိယောကံလာဓမ္မောဉာဏ်ဖြင့်သဝင်းအပ်ပြီးသောသစ္စာတရားရှိသည်ဖြစ်၍ဒိဏဝိစီကိသောကုမြောက်ပြီးသော16ပါးသောယုံမှခြင်း10ပါးသောယုံမှခြင်းရှိသည်ဖြစ်၍ဝိကတကထံကထောသို့လောတွေးတော်ယုံမှခြင်းကင်းသည်ဖြစ်၍ဓာတုသာသနေမြတ်စွာဘုရားသာသနာတော်၌ဝေတာရိစ္ဆာပတ္တောရဲရင်ခြင်းသို့ရောက်သည်ဖြစ်၍အပရပိစေယောကိုယ်တိုင်မျက်မှောက်သိမြင်အပ်သောကြောင့်သူတစ်ပါးတို့အားယုံကြည်ခြင်းမဖြစ်မူ၍ဘဂဝန္တံမြတ်စွာဘုရားကိုဧတံဝေစနံဤသို့သောစကားကိုအဝေါစလျောက်၏ခိအဝေါစအဘယ်သို့လျောက်သနည်းဗန္တိအရှင်ဘုရားအဟံကျွန်ုပ်သည်ဘဂဝတောမြတ်စွာဘုရား၏တန်တိကေအထံတော်၌အဘိဇံရှင်၏အဖြစ်ကိုလဘိယံရကြံပါ၏ဥပသံပရံပဇင်အဖြစ်ကိုလဘိယံရကြံပါ၏ဣတိသောအဝေါစလျောက်ထား၏ဘေခုယဟံအေဟိလာလှဲ့ဓမ္မောတရားတော်ကိုသွားခတ်တော်ကောင်းစွာငါဟောအပ်ပြီးဒုက္ခတာဝဆင်းရဲဤအန္တကိရိယာယအဆုံးကိုပြုခြင်းငါသမ္မာကောင်းစွာဗျမစရိယံအထက်မဲ့3ပါးတည်းဟူသောမြတ်သောအကျင့်ကိုစရကျင့်လောဣတိသို့ဘဂဝါမြတ်စွာဘုရားသည်ဩစမိန်တော်မူ၏တသအာယတမတောထုအရှင်အညာတိကွန်တင်ညာသာဝဥပါဒံပရာထုအိဘိက္ခုပဇင်အဖြစ်သည်သာလျင်အဟောတိဖြစ်၏ဓမ္မစကဗောဓနာသုတ်တံဓမ္မစကဗောဓနာသုတ်တိဒိဋ္ဌိတံအပြီးသို့ရောက်ပြီယောမာရသေနာမာတနာမာတနာဝိဇယုတ်တဝောတိနာယပိနာမေညိထာသောနောတိတုဇယံစီနောယောမာရသေနာမာတနာမာတနာဝိဇယုတ်တဝောတိနာယပိနာမေညိထာသောနောတိတုဇယံစီနောယောမာရသေနာမာတနာမာတနာဝိဇယုတ်တဝောတိနာယပိနာမေညိထာသောနောတိတုဇယံစီနောအာတနာဝိဇယုတ်တဝောငါးပါးမံဟုံယံတဘုံကိုဘုံကုံ60အောင်ချုံဝင်၍လွယ်လင့်တကူအောင်ပွဲယူကာနီးပြတ်တော်မူပါပေထသောယောဇီနောအောင်စေရာပြီးအောင်သိတိနှင့်ဘု
ဘောဓိညွန်ရှင်အောင်ပလင်ဝေငါအိမ်မရုပ်ရန်ခလုတ်ကိုဓမ္မဟုတ်ရှောင်းတခင်ဘုံတော်ညွန့်အောင်လံတင်၍အောင်ပလင်ကနကနရိပ်မာအောင်ဘိသိသွန်ပြန်တော်မူသောအကျင့်မြတ်စွာဘုရားသည်အာတနံဗုဒ္ဓယေနံပလင်ခံကိုအယံနဲ့ကျဲလူမဲ့ဟဲ့လို့အတုမဲ့ပရမေရှင်ဤပါဝံကျန်ထံတော်နိသို့တဟုံဒီချီတဲ့၍လာသောအာရသေနံကဘာမြေပြင်ဝေဟင်တဝိုက်ပဲ့တင်ရိုက်အောင်တိုက်ဖို့ရွယ်ဤစိတိအပေါင်းသိမ့်တောင်းဖို့ချေမမင်းဤရဲ့မဲ့တွေကိုတိနာယပိကြောက်စိတ်လန်းစိတ်အရိပ်မတိစံချီတမြုံမြတ်တဲ့ပင်ကလေးလောင်းမြတော်လေနာမေငိဋ္ဌပါရမီစေပုံလည်းနှကြောင့်စစ်မများစွာချီတက်လာလေအရာမရောက်မလောက်မလေးအရေးမယူရန်ညို့သူမနာသင်တို့ကိုခွေးလုံးပိုင်အခေါင်နှင်းတို့မို့အောင်ခြင်းကြီးအောင်မြင်တော်မူခဲ့လေပြီသောစီနောအောင်သေးရာပြီးအောင်သိတိနံဘောဓိညွန့်ရှင်အောင်ပလင်ဝေငါအိမ်မယုတ်ရန်ခလုတ်ကိုဓမ္မဟုတ်ရှောင်းတခင်ဘုံတော်ညွန့်အောင်လံတင်၍အောင်ပလင်ကနကနရိပ်မာအောင်ဘိသိသွန်ပြန်တော်မူသောထိုမြတ်စွာဘုရားသည်နောအမကံမအောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရမြောဘုရားတပည့်တော်တို့အားဇယံအောင်စုကိုဝါပိစုပန်သန္တရာနဲ့ပြအောင်ကြောင်းစုမုံကောင်းကိုဟေတုပေဒနာတော်မူပါမြတ်စွာဘုရားဟေတုဘုံတေသောထောင်းရောင်မိခဲ့သို့မျက်စိသိပြောင်းပြောင်းကြီးတဲ့အောင်စုကြည်ပေးတော်မူပါမြတ်စွာဘုရား